ဒီကဘာစစ်ပွဲကြီးဖြစ်လာရင်ဥရောပတိုက်မှာဖြစ်ရင်အာရှတိုက်ရောက်တာပဲဒါကဘာရဲ့အနေထားပဲအာဖရိကမင်္ဂလာပါဒီဒီရှန်နေမြန်မာမှာကြိုဆိုပါတယ်ဒီဒီရှန်နေမြန်မာဟာဆိုရင်နေ့စဉ်တွေဥတွန်လိုင်းရေးနဲ့ပတ်သက်တဲ့သတင်းတို့သတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ဒီဒီရှန်နေမြန်မာကိုစခိုင်လေးလုပ်ပေးပြီးအသစ်တင်တိုက်သိရအောင်ဘေးနာကနိုတီခေါက်လောက်လေးကိုပါနှိုက်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ်ဘာကြောင့်လဲကြီးနိုင်ငယ်ချင်းဝင်လောက်ကြတော့မှာတရုတ်ကလည်းအာရှမှာတိုက်မှာပဲဟိုတော့ဂျပန်တိုက်သလိုဒီမှာလေရုရှားတိုက်မယ်ဟိုဘက်မှာလေရုရှားတက်တွေတော့မဟုတ်ရင်လေဟိုဒီတက်မယ်ဘာလဲမို့အရှိလေပိုင်းမှာလည်းတိုက်မယ်အမေရိကန်နဲ့အနောက်နိုင်ငံများရဲ့ policy ဟာဘယ်တော့မှအကြမ်းဖက်သမားများနဲ့မဆွေးနွေးရေးဆိုတာအမေရိကန်နဲ့အနောက်နိုင်ငံများကကင်ဆွဲထားတယ်ဘယ်တော့မှအကြမ်းဖက်သမားများနဲ့မဆွေးနွေးရေးကိုကင်ဆွဲထားတယ်ဒါပေမဲ့အားလုံးမျှော်လင့်ထားတဲ့ကျွန်တော်တို့ရဲ့သမ္မတကြီးဒေါ်နယ်ထရန့်ကမနေ့ကသူ့အမေရိကန်အဖွဲ့ကိုအမိန့်ပေးလိုက်တယ်ဟာမတ်စ်နဲ့ဒရိုက်တာဆွေးနွေးတကဘာလုံးမျက်လုံးပြူးသွားတယ်ဟာအမေရိကန်ရဲ့ policy ဟာသူကိုယ်တိုင်ပြောထားတဲ့ဥရောပလိုက်နာတယ်ဘယ်တော့မှအကြမ်းဖက်သမားနဲ့ဒရိုက်မဆွေးနွေးရေးမနေ့ကဒေါ်နယ်ထရန့်ကသူ့ရဲ့အဖွဲ့ကိုဟာမတ်စ်ကိုသွားပြီးဒရိုက်သွားပြီးတော့ဆွေးနွေးခိုင်းပြီးတော့ဟာမတ်စ်ကိုတက်ပြောတယ်မင်းတို့ဖမ်းထားတဲ့ဒဇာကန်59ယောက်ကိုပြန်လွှတ်ပေးဒို့ဒီမို့ခန္ဓာ body တွေအလောင်းတွေရှိလဲပြန်ပေးပြီးရင်မင်းတို့ဒီဂါဇာထွက်သွားမထွက်သွားရင်မင်းတို့အားလုံးငါအကုန်လုံးကိုအမှုတ်ကျိတ်ပေးမယ်အဲ့ဒါကိုသူပြောတာကိုမကျင်တဲ့လို့ social media မှာလည်းဒီတိုင်းတက်ရေးနေတယ်ပြောချင်တာက Hamas အစ္စရေးမခံဘူးဒါတိုင်းဝင်ပြောတာ Hamas မင်းဖမ်းထားတဲ့ဇာကန်တွေပြန်လွှတ်ပြီးတော့မင်းတို့ဂါဇာကနေထွက်သွားအဲ့ဒါမှမဟုတ်ရင်မင်းတို့အကုန်လုံးငါရှင်းပြမယ်အဲ့ဒီပုံစံနဲ့သွားပြီးတက်တဲ့သားချင်းချောက်တဲ့အခါမှာတကဘာလုံးကမျက်လုံးပြူးကုန်တယ်ပြောချင်တာကသူတို့အပြစ်ကိစ္စစီသဘောတူညီချက်အရာ first phase လာမယ် first phase မှာပြီးရင် second phase သွားမယ်ပြီးမှ third phase သွားမယ်အဲ့ဒါကိုအမေရိကန်စိတ်မရှိတော့ဘူးအဲ့ဒါကြောင့်ဂျာပုတ်ဒီမိုကရေစီလို့ပြောတာလေဂျာပုတ်ဒီမိုကရေစီဂျာပုတ်နဲ့ရိုက်တဲ့ဒီမိုကရေစီအဲ့တော့အဲ့ဒါမျိုးတော့ပြောလိုက်တဲ့ခါကျတော့ပြီးခဲ့တဲ့2ရက်ကကိုင်ရိုမှာအာရပ်နိုင်ငံများခေါင်းဆောင်များကအဆွေးနွေးတစ်ခုပဲလုပ်တယ်အဲ့ဒီမှာအာရပ်ခေါင်းဆောင်များအီဂျစ်သမ္မတကဦးဆောင်ပြီးသမ္မတထရန့်ရဲ့ဂါဇာမှာရှိတဲ့ပါလက်စတိုင်းတွေအားလုံးရွှေ့ပြောင်းရမယ်ပြီးတော့ဂါဇာကိုသူကငြိမ်းချမ်းရေးမြို့ကြီးတည်ဆောက်မယ်ဆိုတာကိုပယ်ချပြီးအာရပ်နိုင်ငံများကဂါဇာကိုပါလက်စတိုင်းတွေအကုန်လုံးပြန်လာရမယ်ဂါဇာကိုသူတို့အာရပ်နိုင်ငံများကပတ်စံနဲ့ပြန်လဲတည်ဆောက်ရေးလုပ်မယ်ဆိုတဲ့ပြောလိုက်တာကိုဒေါ်နယ်ထရန့်ကအကြီးအကျယ်စိတ်ဆိုးပြီးပယ်ချပလိုက်တာအဲ့ဒါနဲ့အဲ့ဒီကြရက်ကနေပြီးတော့ဒေါ်နယ်ထရန့်ကအာရပ်ကဘာကိုတော့သူအနိုင်ကျင့်လို့မရတဲ့အခါမှာသူအနိုင်ကျင့်လို့ရတဲ့ယူကရိန်းမှာလို့ပဲသူဘသူအနိုင်ကျင့်လို့ရတယ်ဟာမတ်စ်ကိုအနိုင်ကျင့်လို့ရတယ်ဒါကအကြမ်းဖက်သမားလည်းဖြစ်တယ်ခုခံတဲ့လူလည်းဖြစ်တယ်အဲ့တော့ဟာမတ်စ်ကိုအစ္စရေးကိုမခံမဲဒေါနဲ့မောနဲ့မနေ့ကအမေရိကန်ကဟာမတ်စ်ကိုဒါရိုက်တက်ဆွေးနွေးပြီးတွားကျင်းတာအဲ့တော့ဟာမတ်စ်ကတုတ်ပြန်တယ်ဒါဟာအပြစ်ခတ်ရက်စဲရေးကိုချိုးဖောက်တာလက်မှတ်ထိုးထားတာကိုအမေရိကန်ဘက်ကချိုးဖောက်တာဆိုပြီးပြောတယ်ဒါမဲ့အဲ့ဒါကိုသူက Twitter မှာထက်တက်ရေးပြီးမင်းတို့အားလုံးကငါအကုန်လုံးစစ်ဖြစ်တော့မှာပြန်လာကျဲမှာပြောချင်တာအဖြစ်အဲ့ဒါမျိုးအနေထားကိုကြည့်ပြီးယူကရိန်းကဘယ်လိုလုပ်အမေရိကန်ကိုယုံရဲတော့မှာလဲအဲ့ဒါကိုကြည့်ပြီးဥရောပခေါင်းဆောင်များကဘယ်လိုလုပ်အမေရိကန်ရဲ့လက်ရှိနိုင်ငံခြားရေး policy ကိုယုံရဲတော့မှာလဲဟိုမှာတရားဝင်လက်မှတ်ထိုးထားတဲ့ဂျိုးဘိုင်ဒန်လက်ထက်မှာမစင်းခင်မှာလက်မှတ်ထိုးထားပြီးမှပထမ phase first phase ပထမတစ်ဆင့်ဒုတိယတစ်ဆင့်ကိုသွားတော့မှာဒုတိယတစ်ဆင့်ကဘာလုပ်ရမှာလဲအဲ့ဒါကိုသူတို့မလုပ်နိုင်တာအစ္စရေးတပ်တွေ short ဆုတ်ရမယ်ကြံတဲ့အဒဇာကန်တွေနဲ့တေဆုံးသွားတဲ့ဒဇာကန်တွေရဲ့အလောင်းကိုလွှဲပေးမှာတတိယတစ်ဆင့်ကမှငြိမ်းချမ်းရေးလုပ်မှာအဲ့တော့ဒုတိယတစ်ဆင့်မှာအစ္စရေးကမဆုတ်ပေးနိုင်ဘူးလို့စပြောတယ်အထူးသဖြင့်ဒီ
Rafah crossing လို့ခေါ်တဲ့ Egypt border ကနေသူတို့မဆုတ်ပေးနိုင်ဘူးတော့ပြောပြီးတော့ဥပုပ်လကြီးမှာ Ramzan လကြီးမှာဂါဇာကိုသွားနေတဲ့တကမ္ဘာလုံးကထောက်ပုတ်ရေးရင်တန်းအားလုံးကိုအစ္စရေးကဝင်ခွင့်ပိတ်လိုက်ပြီးတော့ဂါဇာကပြည်သူတွေကိုအငတ်ဘေးကြုံအောင်ဖိအားပေးတယ်ပြောချင်တာကမင်းတို့ငတ်ရင်မင်းတို့ရဲ့ဟာမတ်စ်ကိုဖိအားပေးငါတို့လူတွေပြန်လွှတ်ပေးကုလသမဂ္ဂအပါအဝင်ဥရောပခေါင်းဆောင်များဖြစ်တဲ့ UK ပြည်သစ်ဂျာမနီတို့ကပါဒီဟာကြီးကမဖြစ်သင့်ဘူးထရန့်မင်းတို့မလုပ်နဲ့ပြည်သူတွေကိုအစားအစာဖြတ်တာ international humanitarian law လို့ခေါ်တယ်ကမ္ဘာလူသားချင်းစာနာမှုဆိုင်ရာဥပဒေကိုချိုးဖောက်နေပါတယ်လို့ပြောလဲထရန့်ကလက်မခံဘူးလက်မခံတဲ့အပြင်အာရက်ကဘာကခေါင်းဆောင်တွေကလည်းထရန့်ကပြောတဲ့ပါလက်စတိုင်းတွေအားလုံးဂါဇာကနေထွက်ပေးရမယ်ဂါဇာကိုသူကပြန်လည်တိဆောက်ရေးလုပ်မယ်ဆိုပြီးတော့သူကိုယ်တိုင် AI နဲ့ဖန်တီးထားတော့ဘယ်လောက်ရက်ဆက်လဲဆိုတော့အမေရိကန်သမ္မတတယောက်က AI နဲ့ဖန်တီးထားတဲ့ဂါဇာကြီးကအပန်းဖြေစခန်းကြီးဖြစ်ပြီးတော့အဲ့ဒီဂါဇာကြီးပေါ်မှာထရန့်နဲ့ Elon Musk ကကမ်းခြေမှာဘီယာတောက်နေတဲ့ပုံတွေနဲ့ AI နဲ့ဖန်တီးပြီးတော့သူ့ Twitter မှာ2 ခါတောင်တင်ထားတယ်ဒုက္ခရောက်နေတဲ့ဒီလူသားတွေရဲ့အိမ်ယာတွေကိုသူတို့လာလှုပ်တာကိုအချက်ဂုံသိက္ခာမဲ့စွာနဲ့အဲ့လိုတင်ထားတာပုံစံကိုကြည့်ပြီးအာရက်ကဘာကအာရက်ခေါင်းဆောင်တွေကလည်းမနေနိုင်တော့ပဲနဲ့အီဂျစ်နိုင်ငံကာရီယုန်မြို့မှာအာရက်ကဘာကခေါင်းဆောင်များအားလုံးအရေးပေါ်အစည်းအဝေးထပ်ခေါ်ရတယ်ထရန့်လို့ပြောတော့အခုကဥရောပမှာအာရက်မှာလည်းခေါ်ပြီးတော့အာရက်ခေါင်းဆောင်များကအီဂျစ်သမ္မတကငါတို့အမေရိကန်ရဲ့တောင်းဆိုချက်ကိုလက်မခံဘူးငါတို့ကတော့ပါလက်စတိုင်းတွေအားလုံးဂါဇာပြန်ရမယ်ပြီးရင်ဂါဇာကိုငါတို့ပတ်စံနဲ့ငါတို့တည်ဆောက်မယ်အဲ့ဒါကိုထရန့်ကအကြီးအကျယ်စိတ်ဆိုးပြီးမနေ့ကဟာမတ်စ်ကိုတက်သွားချိန်ချောက်တာဟာမတ်စ်မင်းရှိဖမ်းထားတဲ့လူအကုန်ပြန်လွတ်ပြီးရင်ဂါဇာထွက်သွားမသွားရင်ငါမင်းအမှုတ်ကြိတ်တော့မယ်အဲ့တော့အဲ့ဒါကအရှိလေပိုင်းဒီဘက်မှာဥရောပအဲ့တော့အဲ့ဒါဟာကမ္ဘာပြည်သူများဖြစ်တဲ့ stock share market ကမ္ဘာရဲ့တထေးများကတော့ချက်ချင်းတုတ်ပြန်တယ်တကမ္ဘာလုံးမှာရှိတဲ့ stock share တွေအားလုံးလမ်းဖြန့်ပြီးတော့ဈေးတွေတက်တာတွေကျတာတွေဖြစ်ကုန်ကြတယ်ဘာကြောင့်လဲအမေရိကန်ပိုင်ဆိုင်မှုကတကမ္ဘာလုံးကပိုင်တာအမေရိကန်နိုင်ငံမှာရှိတဲ့စီးပွားရေးတွေအားလုံးဟာတကမ္ဘာလုံးကပတ်သက်နေတာအဲ့ဒီစနစ်ကိုသူဖန်တီးထားတာအဲ့ဒီစနစ်ကနေသူအကျိုးမြတ်ရနေတာအဲ့တော့ဒီအနေထားများအားလုံးအရာဒီနေ့ကဘာကြီးမှာပူတင်ကပဲတကယ်အနိုင်ရမလားဒါပေမဲ့လက်ရှိအနေထားကတော့အမေရိကန်အကူအညီထောက်လှမ်းရေးအကူအညီမပါပဲယူကရိန်းကတော့တောက်ခံနိုင်တယ်ဒါပေမဲ့ဆုံးရှုံးမှုအများများမယ်အဲ့ဒီအချိန်မှာယူကရိန်းကဒူးထောက်လာဖို့အတင်းကျပ်လက်မှတ်ထိုးခိုင်းဖို့လုံးမလားဒို့ဒီမဟုတ်ဂါဇာကိုပဲအစ္စရေးကိုမီးစိမ်းပြပြီးထပ်ပြီးတော့ဘုံကျဲမလားပြောချင်တာကအခုထိတရုတ်ကဘာမှမပါဘူးအခုထိသူတရုတ်ကိုသွားပြီးရံမစရဲသေးဘူးကုန်တယ်ရေးစစ်ပွဲသူတရုတ်ကိုလှုပ်တာကသူတရုတ်ကိုသူမမှီခိုထားဘူးတရုတ်ကပဲသူ့ကိုမှီခိုထားတာသူကတစ်ဖက်သက်လုပ်လို့ရတာမက္ကဆီကိုကိုလည်းသူတစ်ဖက်သက်အနိုင်ကျင့်လို့ရတယ်မက္ကဆီကိုကိုသူမမှီခိုထားဘူးဒါပေမဲ့ကနေဒါကိုသူကမှီခိုထားတာအဲ့တော့အခုထိတရုတ်ကိုဟန်ပြနေတယ်ပဲလုပ်ပြပြီးတရုတ်ကလည်းဟန်ပြပြောနေတာဖြစ်တယ်တကယ်တမ်းသူအခုလုပ်နေတာကသူ့ရဲ့မဟာမိတ်နိုင်ငံများဖြစ်တဲ့အာရက်ကဘာကိုချိန်ချောက်နေတယ်သူ့ရဲ့မဟာမိတ်များဖြစ်တဲ့ဥရောပကဘာကိုချိန်ချောက်နေတယ်အဲ့တော့
အာရကဘာကလည်းဘလို့မှဒီဂါဇာကနေဒီပါလက်စတိုင်းတွေကိုမောင်းထုတ်မဲ့သူ့ရဲ့အစီအစဉ်သူ AI မှာသူပြထားသလိုပဲအဲ့ဒီမှာသူTrump ရဲ့တာဝါကြီးတွေတိဆောက်ဒီအဲ့နေရာမှာအပန်းဖြေကမ်းခြေကြီးလုံးမဲ့ကိစ္စကိုဘယ်အာရကဘာကမှလက်ခံမှာမဟုတ်ဘူးအဲ့တော့အာရကဘာလည်းအခုခေါင်းကုန်နေရပြီအဲ့ဒီထဲမှာသူ့ရဲ့တကယ်နေတိုးမဟာမိတ်ဖြစ်တဲ့ဥရောပလည်းခေါင်းကုန်နေရပြီအဲ့ဒီထဲမှာအာရှမှာဆိုရင်တောင်ကိုရီးယားဂျပန်လည်းခေါင်းကုန်နေရပြီအထူးသဖြင့်ဂျပန်လည်းခေါင်းကုန်နေရပြီအဲ့တော့အားလုံးကကိုဗစ်ရဲ့မဖြစ်ခင်ကာလမှာဘာဖြစ်တော့မလဲဆိုတဲ့အနေအထားကိုကျွန်တော်တို့ကရင်တထိတ်ထိတ်နဲ့ကြည့်နေရပြီအနေအထားပါပဲဒါဟာဒီနေ့ပြောင်းလဲလာတော့သမ္မတ Trump ဦးဆောင်တဲ့အမေရိကန်နိုင်ငံသားရေး policy Great American Great Again ဆိုတဲ့အနေအထားမျိုးကိုရောက်နေပါပြီကျူးကျော်တဲ့သူကိုအပြစ်မပြောဘဲအထိုးခံရတဲ့လူနစ်နာတဲ့လူကိုပဲအပြစ်ထိုင်ပြောနေတဲ့ policy နဲ့ထိုးတဲ့လူကိုအထိုးမရက်ခိုင်းပဲထိုးတဲ့လူကိုဆက်ထိုးခိုင်းပြီးခံရတဲ့လူကတော်ပါပြီကျွန်တော်ကြောက်ပါပြီကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုရက်ပေးပါတော့မထိုးပါနဲ့တော့မင်းလိုချင်တာပေးပါမယ်ဆိုတဲ့ပုံစံနဲ့တွားနေတာမျိုးကိုဥရောပခေါင်းဆောင်များကပြန်လဲတုတ်ပြန်နေကြတာပဲအဲ့တော့သူပြောသလိုပဲသက်ဆိုင်ရာသတင်းဌာနများကတော့သူပြောတဲ့အချက်လက်များသည်မမှန်ပါဘူးဆိုပြီးတော့အချက်လက်တွေအားလုံးနဲ့တော့ပြန်လဲထောက်ပြနေကြတယ်ဒါပေမဲ့သေချာတာတစ်ခုက stock market ကတုတ်ပြန်ပါပဲအဲ့တော့အဲ့ဒါကိုဥရောပခေါင်းဆောင်တွေဆွေးနွေးပွဲအခုထိမပြီးသေးဘူးအထက်မှာအကြီးကျယ်အငင်းပွားနေတဲ့သဘောရှိတယ်အဓိကဆက်ကျင်မှာတော့ဟန်ဂေရီပဲဟန်ဂေရီကလုံးဝဗီဒီယိုသုံးမဲ့သဘောရှိတယ်အဲ့တော့အနေထားကဥရောပခေါင်းဆောင်များတုတ်ပြန်တယ်လို့ပေါ့ကျွန်တော်တို့နိုင်ငံအနေထားကလည်းဒီဝီယူစုတဲ့နိုင်ငံနဲ့မင်းအောင်လှိုင်ကအခြေအနေကိုသုံးသပ်နိုင်တယ်မင်းအောင်လှိုင်ဘက်ကအခြေအနေကိုသုံးသပ်ချင်နိုင်တာဆိုတာတဲ့အခွင့်အရေးကိုကင်ဆုပ်နိုင်တယ် opportunity လို့ခေါ်တာပေါ့အခွင့်အရေးကိုကင်ဆုပ်တတ်တယ်အဲ့တော့ငကိုတဲ့ကရုရှားနဲ့သူတို့နဲ့ကခြေလန်းလှမ်းထားပြီးသားရှိတယ်ဆက်ဆံရေးလည်းရှိတဲ့အခါမှာနောက်ဆုံးအခုဖြစ်နေတဲ့အနေအထားများအရရုရှားကဝင်ရိုးစုံနိုင်ငံတွေမဟာမိတ်နိုင်ငံတွေရှာနေတဲ့အချိန်မှာမင်းအောင်လှိုင်ကဒီအခွင့်အရေးကိုသာယူတာပဲရုရှားရဲ့အကာအကွယ်တရုတ်ရဲ့အကာအကွယ်နဲ့ဟာမတ်တယောက်မှအသက်ရှင်မှာမဟုတ်ဘူးတဲ့မှာသူရေးတာကိုမှတင်နေတယ်ငါလုပ်မယ်ဆိုရင်မင်းဟာမတ်တယောက်မှအသက်ရှင်မှာမဟုတ်ဘူးတဲ့အဲ့တော့ဟန်ဂေရီဟုတ်ပါတယ်ဒါကြောင့်ဒေါ်ဆန်းစုကြည်ဟန်ဂေရီကိုသွားခဲ့တဲ့ကိစ္စကိုကျွန်တော်အဲ့တော့အဲ့ဒါကြောင့်ပြောတာဟန်ဂေရီကတကယ်အာဏာရှင်နိုင်ငံပဲပင်းတာပေါ့အဲ့တော့အဲ့ဒီအနေအထားကိုကြည့်ပြီးရုရှားဘက်ကကိုအခွင့်အရေးယူပြီးသူ့ရဲ့အာဏာရှင်ကိုအကာအကွယ်ယူဖို့အတွက်ရုရှားရဲ့အကာအကွယ်တရုတ်ရဲ့အကာအကွယ်ကိုမင်းအောင်လှိုင်ကအခွင့်အရေးကိုသွားရောက်အမိရဆုပ်ကင်တာပဲအဲ့တော့ဒီမိုကရေစီနိုင်ငံတွေကလည်းသူတို့ရဲ့အတွက်ကိုတောင်သူတို့ကဒီချိန်မှာရုန်းကန်နေရတယ်အပြင်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့အမေရိကန်ကပါဘူးပါရုရှားဘက်ကိုယိမ်းသွားပြီလို့ဒီသစ်သမ္မတကလည်းပြောနေတဲ့အနေအထားဖြစ်တဲ့အတွက်ဒီချိန်မှာကျွန်တော်တို့
ရုန်းကန်နေရတဲ့ဒီမိုကရေစီဘက်တော်သားများအတွက်ကဘာကြီးပြောင်းလဲတဲ့အပြောင်းလဲနဲ့အတူကျွန်တော်တို့လည်းပြောင်းလဲသောမဟာဗျူဟာများကိုထည့်စဉ်းစားဖို့အချိန်ကြပြီပြောချင်တာကဤလေးဆွဲရမယ့်အချိန်မဟုတ်ဘူးလုံးစရာရှိတာတွေကိုပြက်ပြက်သားသားဆုံးဖြတ်ပြီးပြက်ပြက်သားသားလုပ်ရလိမ့်မယ်အချိန်နဲ့ဒီရေကလူကိုမဆောက်ပါဘူးအဲ့တော့ကိုဆွဲရတဲ့မဟာဗျူဟာတွေဒီဗျူဟာတွေကကဘာကြီးဒီနေ့ပြောင်းသွားတဲ့အနေအထားကိုကြည့်ပြီးကိုဗစ်ဖြစ်လာသလိုပေါ့အရေးပေါ်ပြန်ခုခံဖို့အရေးပေါ်မဟာဗျူဟာတွေပြောင်းဖို့အရေးပေါ်ကိုသွားတဲ့နီလန်းတွေနဲ့ကိုမှရှိတဲ့မဟာမိတ်တွေကိုဆက်ဆံရေးတွေပြောင်းဖို့အရေးပေါ်အရွှေ့ပြောင်းတွေလုပ်ဖို့ policy တွေပြောင်းဖို့စဉ်းစားဖို့အချိန်ကြပြီပြောချင်တာကကဘာကြီးပြောင်းလဲလာတော့အပြောင်းလဲနဲ့အတူကဘာကြီးရဲ့ဒီမိုကရေစီကိုအဓိကကာကွယ်ပေးနေသောအမေရိကန်နိုင်ငံကဒီမိုကရေစီကိုကြောခိုင်းပြီးအာဏာရှင်ဘက်ကိုလှည့်သွားပြီလို့သမ္မတဂျိုးဘိုင်ဒန်မစင်းခင်လေးမှာကိုပြောသွားတယ်ကဘာကြီးဒီအမှောင်ခစ်ကိုသွားပြီးအဲ့တော့ကသမ္မတလောင်ဒုတိယသမ္မတကင်မလာဟဲရစ်လည်းသတိပေးခဲ့တယ်ငါတို့ကဘာကြီးဒီအမှောင်ခစ်ကိုသွားပြီးဒီမိုကရေစီအတိုက်ခိုက်ခံရပြီးဒီမိုကရေစီကိုစော်ကားတော့မယ်ဒီမိုကရေစီကိုဖျက်ဆီးတော့မယ်ဆိုတဲ့သတိပေးမှုတွေကယနေ့သမ္မတထရန့်ကိုဘယ်လိုပဲယုံတယ်လို့ပြောဒီနေ့သမ္မတထရန့်ကိုဘယ်လောက်ပဲထောက်ခံတယ်လို့ပြောဒီနေ့သမ္မတထရန့်ကိုမဖြစ်နိုင်ပါဘူးကွာသူဒီဒါဆွေးနွေးပွဲမဟာဗျူဟာနဲ့သူလုံနေတယ်လို့ပဲကျွန်တော်တို့ဘယ်လိုပဲကာပါပြောဖြစ်ပြနေတဲ့အနေအထားများနဲ့ကမ္ဘာခေါင်းဆောင်များရဲ့တုတ်ပြန်နေမှုအခုအရှိလေပိုင်းမှာဖြစ်နေတဲ့ကိစ္စရဲ့များဒါတွေအားလုံးကိုကြည့်ပြီးတော့ကိုဗစ်ကာလတုန်းကလည်းမကူးပါဘူးကွာမကူးတော့ပါဘူးကိုဗစ်ကာလတုန်းကကျွန်တော်ပြောဘူးတယ်မှတ်မိပါတယ်ကိုဗစ်ကာလတုန်းကကျွန်တော်တို့ဥရောပနိုင်ငံမှာ mass data ကိုဘယ်သူမှအားမပေးဘူးဘယ်သူမှမတက်ဘူးကျွန်တော်တော့အိမ်တော့ပြောတယ်ဘယ်သူမှမတက်ဘူးဒီနိုင်ငံမှာ mass မတက်ခိုင်းဘူးတို့အာရှသားတွေပဲတက်နေတယ်တကယ်တမ်းကျတော့အဲ့ဒီ mass မတက်တဲ့အကျိုးဟာကျွန်တော်တို့လန်ဒန်မှာရဲဆက်ကိုကူးသွားတာအမြောက်အများလူတွေသိဆုံးစေတယ်နောက်ဆုံးအခုထိကျွန်တော်တို့ဒီ mass ကိုမတက်မနေရဖြစ်ကုန်ကြတာမဟုတ်ပါဘူးလို့ပြောနေရင်တကယ်တွေဖြစ်သွားတာကာလတာဖြစ်တဲ့အတွက်ဒီနေ့ခါတိုင်းကျွန်တော်သွားနေတဲ့မဟာဗျူဟာနဲ့ຫນွေဦးတော်လိုင်းရုပ်ကိုဥဆောင်နေကြသောတိုင်းရင်းသားများ PDF များ NUG အပါအဝင် stakeholder များအားလုံးအမြန်အချိန်ရှိခိုက်လုံလားဆိုင်မင်းအောင်လှိုင်ဘက်ကဒီရုရှားတရုတ်နဲ့တဆင့်တိဆောက်မဲ့အင်ပါယာကြီးမတိုင်ခင်မှာကိုဘက်ကလက်ဦးမှုရယူပြီးမြေယာတွေအမြောက်များထိန်းသိမ်းထားဖို့ဆွေးနွေးပွဲဖြစ်လာရင်လေကိုကအပေါ်စီးကနေပြောလို့ဖြစ်ဖို့အဲ့လိုမှမဟုတ်ပဲကျွန်တော်တို့ဇလန်စကီဖြစ်တယ်လို့မဖြစ်ရလေအောင်အမြန်ငင်းတာတွေခုံတာတွေတိုက်ခိုက်နေတာတွေဥပဒေတွေပြောနေမယ်အစားအလင်းအမြန်တိုက်ခိုက်ပြီးအမြန်ဆုံးနေရာတွေရအောင်ယူထားဖို့အဲ့လိုရဖို့အတွက်လေရသမျှနီလန်ပေါင်းစုံနဲ့အမြန်ဆုံးကိုယ့်ဘက်ကလက်ဦးမှုရယူဖို့အချိန်ကျနေပြီကိုယ့်ဘက်က leverage ပေါ့အချိန်တိုင်းရင်စကားပြောလို့ရရမယ်အချိန်ရောက်လာရင်အတင်းကျပ် YPR ပေးမှုတွေနဲ့အဲ့ဒီအနေထားကိုရောက်လာခဲ့သည်ရှိတော့ကိုယ့်ဘက်ကလက်ဦးမှုရယူထားပြီးနေမြေအမြောက်အများထိန်းထားနိုင်ဖို့လိုအပ်တယ်အဲ့ဒါမျိုးအနေထားဟာဖြစ်ပြနေတဲ့ကမ္ဘာအပြောင်းလဲမြမအပြောင်းလဲကိုချင့်ချိန်ပြီးသကာလကျွန်တော်တို့လက်ခံထားမှာတခုတည်းကျွန်တော်တို့ရဲ့ဒီမိုကရေစီတော်လှန်ရေးဖက်ဒရယ်တော်လှန်ရေးဟာဒီမိုကရေစီနိုင်ငံများနဲ့ချိတ်ဆက်နေတယ်ဆိုတာအရှိတရားကိုညှင်းပယ်ဖို့မကြိုးစားပါနဲ့အမေရိကန်ပါဝင်အနောက်နိုင်ငံကြီးများနဲ့ချိတ်ဆက်နေတယ်ဆိုတာကိုညှင်းပယ်ဖို့မကြိုးစားပါနဲ့အဲ့တော့အမေရိကန်ပါဝင်အနောက်နိုင်ငံများဖြစ်နေတဲ့အနေအထားများနဲ့ကျွန်တော်တို့ရဲ့ຫນွေဦးတော်လှန်ရေးဟာဆက်နေတယ်ဆိုတာကိုလည်းမသိကြအောင်ဆောက်ပြီးညှင်းပယ်မှုမကြိုးစားပါနဲ့ဒီအရှိတရားကိုလက်ခံပြီးယနေ့ဖြစ်နေတဲ့ကမ္ဘာအနေအထားများအရာကိုလက်ဦးမကိုရမှာအဲ့တော့ရှေ့တိုးကြပါအမြန်ဆုံးလှုပ်ရှားရှိတာကိုမြန်လှုပ်ပါတရုတ်နဲ့ရုရှားဝင်လာဖို့က6လတနည်းအချိန်ရှိတယ်
6လတစ်နှစ်အချိန်ရှိတယ်ကဘာကြီးရဲ့ရှေ့ဆက်သွားမဲ့ဒေထားလဲနောက်9လ6လပေါ့နောက်2လ3လပေါ့ကိုဗစ်ကာလလိုပဲအချိန်ရှိတယ်အဲ့ဒီ lock ဖြစ်မဲ့အချိန်မရောက်ခင်မှာကိုကထိုက်တဲ့နေရာတွေရထားဖို့လိုတယ်ကိုအပေါ်စီးကနေစကားပြောလို့ရတဲ့နေရာတွေရထားဖို့လိုတယ်ဆိုတာကိုကျွန်တော်ကမိမောင်းထိုးပြီးတင်ပြပေးခြင်းပါတယ်ဒါတွေအားလုံးဒီဆက်ဆက်နေတာပါဒီဆက်ဆက်မှုတွေကနေအများထင်နေသလိုတတိယကဘာစီကြီးဘုံတိုင်းနဲ့သူပြစ်ကိုပြစ်တော့အဲ့ဒီလောက်ထိတော့မရောက်ဘူးဒါပေမဲ့ပူတင်လှုပ်ချင်သလိုထရန့်ဖြစ်ချင်သလိုမျိုးကိုဒီဘက်ကကမ္ဘာခေါင်းဆောင်တွေဥရောပခေါင်းဆောင်တွေအာရပ်ခေါင်းဆောင်တွေကလက်မခံဘူးဆိုရင်တော့ကျွန်တော်တို့ကပုတ်တိုက်မှုတွေပြင်လာနိုင်တယ်အဲ့ဒီပုတ်တိုက်မှုတွေကနေကမ္ဘာစီးပွားရေးပါထိခိုက်နိုင်တယ်ကမ္ဘာရဲ့ဒီဆက်သွယ်ရေးလမ်းကြောင်းတွေပါထိခိုက်နိုင်တယ်ပြီးတော့ကမ္ဘာကြီးရဲ့ဒီတန်ဇာတရှင်ပြိုင်ပွဲပေါ့တန်ဇာတလူပွဲပေါ့အမှန်ကတော့တန်ဇာတလူပွဲပါပဲစီးပွားရေးအကျိုးမြတ်လူပွဲကနေပြီးတော့ဖြစ်လာတော့မယ်ဒီနောက်ဆက်တွဲအနေထားခါကဘာကြီးကိုထိန်းထားတာအမေရိကန်မှာကဘာကြီးရဲ့ war order ကိုထိန်းထားတာအမေရိကန်မှာကုလသမဂ္ဂကိုထိန်းထားတာအမေရိကန်မှာအမေရိကန်ရဲ့ policy အမေရိကန်ရဲ့အုပ်ချုပ်မှုအမေရိကန်ရဲ့နိုင်ငံခြားရေး policy ကကဘာကြီးကိုထိန်းထားတာဖြစ်တဲ့အဲ့ဒီကဘာကြီးကိုထိန်းထားတဲ့အမေရိကန်ကဘက်ပြောင်းသွားရင်ကဘာကြီးဒီပြောင်းပြန်ဖြစ်သွားနိုင်တယ်ဆိုတာကိုမိမတို့တင်ပြလိုက်ရပါတယ်တကယ်ကိုပြောင်းပြန်ဖြစ်သွားမှာပါဒီနေ့ပြောနေတဲ့ကုလသမဂ္ဂတွေဒီနေ့ပြောနေတဲ့နိုင်ငံတကာဥပဒေတွေဒီနေ့ပြောနေတဲ့ ICC တွေဒီနေ့ပြောနေတဲ့လူအခွင့်အရေးတွေဒီနေ့ပြောနေတဲ့လူနည်းစုအခွင့်အရေးတွေဒီနေ့ပြောနေတဲ့ Federal အခွင့်အရေးတွေဒီနေ့ပြောနေတဲ့ကိုကြမှာကိုဖန်တီးခွင့်တွေဒီနေ့ပြောနေတဲ့ကိုယ့်ရဲ့အချုပ်အခြာအာဏာဒီကိုယ့်ရဲ့နိုင်ငံတော်ဆိုတဲ့အနေအထားတွေအားလုံးဒီအမေရိကန်ကဥဆောင်ပြီးကာကွယ်ပေးနေပြီးအဲ့ဒါကိုဖျက်ဆီးခြင်းနဲ့လူဆိုးတွေကမ္ဘာမှာရှိနေတာအဲ့ဒီလူဆိုးတွေကတော့တရုတ်နိုင်ငံအီရန်နိုင်ငံမြောက်ကိုရီးယားနိုင်ငံရုရှားနိုင်ငံဆိုတာတကမ္ဘာလုံးကလက်ခံထားပြီးသားအဲ့ထက်မှာတရုတ်နိုင်ငံကနည်းနည်းဖယ်ထားလို့ရသေးတယ်ကမ္ဘာပေါ်မှာပေါ်တင်ဘသူ့ကိုမှသူမသိရသေးဘူးအဓိကဖြစ်နေတာအီရန်နိုင်ငံမြောက်ကိုရီးယားနိုင်ငံနဲ့ရုရှားနိုင်ငံအဲ့တော့ကျွန်တော်တို့အခုပြောနေတဲ့လူခွင့်ရေးတွေကျွန်တော်တို့အခုပြောနေတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်တွေကျွန်တော်တို့အခုပြောနေတဲ့ Federal အခွင့်အရေးတွေကျွန်တော်တို့အခုပြောနေတဲ့လူနည်းစုအခွင့်အရေးအမျိုးသမီးအခွင့်အရေးကလေးတင်ငယ်အခွင့်အရေးဆင်းရဲသားအခွင့်အရေးကျန်းမာရေးစောင့်ရှောက်ခွင့်စီးပွားရေးအခွင့်အလမ်းဒါတွေအားလုံးဟာကျွန်တော်အမြဲတမ်းပြောသလိုသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးအဲ့ဒါကိုထိန်းချောင်းပေးနေတဲ့ကမ္ဘာအဖွဲ့အစည်းကမ္ဘာနိုင်ငံကြီးရှိနေတယ်အဲ့ဒီကမ္ဘာနိုင်ငံကြီးသည်အမေရိကန်နိုင်ငံဖြစ်တယ်အဲ့ဒီအမေရိကန်နိုင်ငံကအဲ့ဒါကိုမထိန်းချောင်းတော့ဘူးစွတ်ပစ်သွားပြီးကြောခိုင်းလိုက်ပြီးအဲ့ဒီကမ္ဘာကြီးမှာအဲ့ဒီအခွင့်အရေးတွေကိုမပေးချင်တဲ့ရုရှားနိုင်ငံတရုတ်နိုင်ငံတို့ကကမ္ဘာကြီးကိုလွှမ်းမိုးမယ်ဆိုရင်ကျွန်တော်တို့ဒီရနေတဲ့လူနည်းစုအခွင့်အရေးတွေကျွန်တော်တို့လူနည်းစုရနေတဲ့အမျိုးသမီးအခွင့်အရေး LGBTQ နော် LGBT လားနော်အဲ့ဒီအခွင့်အရေးနော်ကျွန်တော်တို့အခုရနေတဲ့ဒီကလေးငယ်အခွင့်အရေးစီးပွားရေးအခွင့်အရေးနိုင်ငံသားဖြစ်ခွင့်အခုကျွန်တော်တို့ဒီနိုင်ငံမှာလာပြီးတော့နိုင်ငံသားတွေဖြစ်ကြတယ်ဟုတ်လားခိုလုံခွင့်တွေရတယ် refugee အခွင့်အရေးဒုက္ခသည်အခွင့်အရေးလူသားချင်းစာနာတဲ့အခွင့်အရေးကျွန်တော်တို့ရနေတဲ့အလေကားဆေးဝါးကုသမှုရနေတဲ့ WHO ကပေးနေတဲ့ကာကွယ်ဆေးရမယ့်အခွင့်အရေး LGBT အဲ့ဒီအခွင့်အရေးများအားလုံးကိုပျောက်ကွယ်သွားမှာအဲ့ဒီအခွင့်အရေးများအားလုံးကဘာကြီးမှာ LBGD ကျွန်တော်အဲ့ဒါအမြဲတမ်းမှားပြောတယ်အဲ့ဒီအခွင့်အရေးများအားလုံးကဘာကြီးမှာပျောက်ကွယ်သွားရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းပျောက်ကွယ်သွားမယ်အဲ့လိုပျောက်ကွယ်သွားရင်ဘယ်သူနိုင်သွားမလဲမင်းအောင်နိုင်သွားမှာပဲအဲ့ဒီအခွင့်အရေးတွေကိုကာကွယ်ပေးနေတဲ့အမေရိကန်ရှိနေလို့အဲ့ဒီအခွင့်အရေးတွေကိုကာကွယ်ပေးနေတဲ့အမေရိကန်နဲ့မဟာမိတ်တွေရှိနေလို့နေတိုးရှိနေလို့ကဘာကြီးကကောင်းတယ်အဲ့ဒီနှစ်ချမ်းကွဲကြပြီးအဲ့ဒီအကာအကွယ်ပေးနေတဲ့ဆရာကြီးကဟိုဘက်ကိုပါသွားပြီးဆိုရင်တကဘာလုံးမှာဖြစ်နေတဲ့ဒီနေ့စီးပွားရေးတွေ LGBT တဲ့ကျွန်တော်တကဘာလုံးမှာဖြစ်နေတဲ့စီးပွားရေးတွေအားလုံးတွေဟာကမောက်ကမဖြစ်နိုင်ရင်ကျွန်တော်တို့ຫນွေဥတော်လန်ရေးကို direct ထိခိုက်မယ်ဆိုတာကို
မကွယ်မဟုတ်တမ်းအရှိတရားကိုတင်ပြလိုက်ရပါတယ်ဒါကြောင့်ကျွန်တော်တို့ဘက်ကအငင်းပွားနေတာကိုခဏရက်စီလုံးမှုပြိုကွဲနေတာကိုခဏရက်ပြီးအမြန်ဆုံးလက်ဦးမှုယူကြပါအဲ့ဒါမှကျွန်တော်တို့ရင်းထားတဲ့အသက်တွေကျွန်တော်တို့ရင်းထားတဲ့စံတွေကျွန်တော်တို့ရင်းထားတဲ့အိုးအိမ်တွေကျွန်တော်တို့ရင်းထားတဲ့နိုင်ငံသူနိုင်ငံသားတွေ LGBTQIA အားလုံးအခွင့်အရေးတွေကိုကျွန်တော်တို့ပြန်ရမှာဖြစ်တယ်ပြောချင်တာကတော့တန်အောင်ဒီချိန်မှာအငင်းပွားနေရမှာရန်ဖြစ်နေရမှာမဟုတ်ပဲအမြန်ဆုံးလက်ဦးမှုယူကြပါအမြန်ဆုံးရှစ်တိုးကြပါရှိသမျှအင်အားတွေအားလုံးကိုပုံဩကြပါဟိုဖွင့်ရည်ဒီခွင့်ရည်တွေကိုအငင်းပွားမနေနဲ့ပတ်စံတွေအားလုံးအိမ်မှာပုံဩပါအမြန်ဆုံးတိုက်ကြပါရှေ့ဆက်တိုးပါပြောချင်တာကအဲ့ဒါမှသာလဲဒီနေ့ဖြစ်လာတဲ့ခါကျရင်အခုဒီကိုကန်နေတောင်းပလောင်တွေကိုပေါ်ပြီးဆွေးနွေးခွဲတဲ့ခါမှာကိုကန်နေတောင်းပလောင်တွေဘက်ကရက်တီပေးတဲ့ဥရောပနိုင်ငံမရှိပါဘူးအမေရိကန်နိုင်ငံမရှိပါဘူးကိုကန်နေတောင်းပလောင်တွေအေးတို့ကတစ်ဖက်သက်ခံရတာပါဒုံနီလီကောင်မေတနေ့နေ့တစ်ချိန်ချင်းရုရှားနဲ့တရုတ်ကပါအတင်းကျပ်ဆွေးနွေးပွဲကိုအခုလိုခေါ်ရင်အတင်းကျပ်လက်မှတ်ထိုးခိုင်းရင်ကျွန်တော်တို့ဘက်ကရက်တီပေးမဲ့ဥရောပနိုင်ငံမရှိပါဘူးကမ္ဘာခေါင်းဆောင်မရှိပါဘူးအိန္ဒိယနိုင်ငံများမရှိပါဘူးကျွန်တော်တို့ကိုချစ်တော့ကိုရက်တီရမှာအဲ့ဒီချိန်မှာကျွန်တော်တို့မှာအပေးယူလုံနိုင်တာကကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့သိမ်းထားတဲ့မြေတွေပဲဖြစ်တယ်ကျွန်တော်တို့ထိန်းချုပ်ထားတဲ့စစ်စခန်းတွေပဲဖြစ်တယ်အဲ့ဒါနဲ့ပဲကျွန်တော်တို့အပေးယူလုပ်ရမှာကျွန်တော်တို့အဲ့ဒီချိန်မှာကျွန်တော်တို့ရဲ့စံတွေဖြစ်တဲ့လူခွင့်ရေးတွေဒီမိုကရေစီရေးတွေဖက်ဒရယ်ရေးတွေเนาะကျွန်တော်တို့ဖက်ဒရယ်ဖွဲ့စည်းပုံတွေအဲ့ဒီစံတွေနဲ့တွားပြီးတော့ညှိလို့မရဘူးကျွန်တော်တို့ထိန်းချုပ်ရမှာကသူ့နယ်မြေကိုနယ်မြေသူ့စီးပွားပြောချင်တာသူ့စီးပွားကိုရအောင်ယူထားရင်အဲ့ဒါနဲ့သူလာညှိမှာသူ့မြေကိုကျွန်တော်တို့ရအောင်အဲ့ဒါညှိမှာကျွန်တော်တို့အခုပြောနေတဲ့စံတွေအဲ့ဒီချိန်မှာပြက်စီးသွားပြီအဲ့ဒီအချိန်ပြက်စီးသွားပြီအခုလည်းစပြီးပြက်စီးခြင်းနေပြီကမ္ဘာပေါ်မှာအင်အားနည်းတဲ့နိုင်ငံနဲ့ဒီမိုကရေစီရဲ့အခွင့်အရေးတွေကိုကာကွယ်နေတဲ့အမေရိကန်သမ္မတကဂရင်းလန်းကိုသိမ်းမယ်ကနေဒါကိုသိမ်းမယ်ပနားမားကိုသိမ်းမယ်ဗဇက်ကကိုထုတ်ပြောပြီးနေတူဝါချင်းချောက်ပြီးအမေရိကန်လွှတ်တော်ကြီးမှာပြောတဲ့ယူနီယံမိတ်ကွန်းမှာကိုဂရင်းလန်းကိုသိမ်းမယ်ဆိုတော့ထည့်ပြောသွားသေးတယ်အဲ့တော့အဲ့ဒီအနေထားဖြစ်နေပြီးဖြစ်တာအတွက်ကိုကျွန်တော်တို့သူတို့နဲ့ညှိနှိုင်းရမယ့်အချိန်မှာကျွန်တော်တို့ပြောနိုင်တာကျွန်တော်တို့မှာလူခွင့်ရေးတွေဒီမိုကရေစီရေးတွေမဟုတ်အခုယူကရိန်းကိုကြည့်အခုညှိနှိုင်းတဲ့အချိန်မှာယူကရိန်းမှာညှိနှိုင်းစရာမြေပဲရှိတယ်ကံကောင်းတာကယူကရိန်းက80ခန်းတော့မြေကိုသူရထားသေးတယ်နောက်ဆုံး20ခန်းတော့သူလက်လွတ်လဲ80ခန်းတော့သူရအောင်ပါဥရောပကလည်းအဲ့ဒီ80ခန်းတော့ကာကွယ်ဖို့လုပ်နေတာကျန်20ခန်းတော့ပြန်ယူဖို့အခြေအနေမဟုတ်တော့ဘူးကျွန်တော်ပြောသလိုအရှိယူကရိန်းနောက်ယူကရိန်းကွဲမဲ့အနေထားဖြစ်သွားပြီအဲ့တော့ဥရောပကော်မရှင်နာမင်းကြီးကပြောနေတယ်ကမ္ဘာကြီးရဲ့ war democracy ကမ္ဘာကြီးရဲ့ war order ပေါ့ကမ္ဘာကြီးရဲ့အစီအမံတွေကအင်အားကြီးနိုင်ငံကအင်အားနည်းနိုင်ငံကိုချင်းချောက်နေတာကိုကာကွယ်ရမယ်ဆိုတဲ့ဟာကိုပြောလို့ပဲရတော့တယ်ဒါပေမဲ့လက်ရှိမှာဖြစ်နေတာကယူကရိန်းကအခုယူကရိန်းရဲ့နောက်80ရာခိုင်နှုန်းကိုရုရှားကရှေ့မတိုးလာအောင်ဥရောပကကာကွယ်ရမယ်အနေထားပြောချင်တာကိုယ်မှမြေရှိမှရမှာပြောချင်တာကNLD ပါတီတွေဒေါ်အောင်ဆန်းစုကြည်တွေကျွန်တော်အဲ့လိုပြောလို့အမေဒေါ်အောင်ဆန်းစုကြည်ကိုစော်ကားခြင်းလူပုဂ္ဂိုလ်ကိုစော်ကားခြင်းတစ်ခုမှမရှိဘူးเนาะကျွန်တော်ပြောချင်တာဘယ်သူပေါ်မှာမမိတည်ဘူးကိုယ်မှာဘာရှိတယ်လဲအဲ့တော့ကိုယ်မှာဘာရှိတယ်လဲကိုယ်မှာရှိနေတဲ့အရာနဲ့ပဲကိုကဆွေးနွေးလို့ရတော့မှာဒီမိုကရေစီတွေခေါင်းဆောင်တွေနဲ့ဆွေးနွေးလို့မရဘူးပြောချင်တာကတိုင်းသားတွေလည်းဒီတိုင်းပဲအနည်း80တိုက်ခဲ့ပါတယ်အနည်း90တိုက်ခဲ့ပါတယ်ဒီလိုအနေထားတွေနဲ့မရောက်နိုင်ဘူးဆွေးနွေးလို့မရဘူးကရင်ပြည်နယ်ကဘယ်မျိုးရထားလဲမြဝတီကိုရထားသလားကော့ကရိတ်ကိုရထားသလားဖအံကိုရထားသလားအရှိတောင်တိုင်းစစ်ဌာနချုပ်ကိုရထားသလားတမ44ကိုအဲ့ဓာတွေနဲ့အပေးယူလောက်ရမှာကရင်လက်ထဲမှာရှိရမယ်ကရင်ဒေါ်လာအဲ့ဓာတွေနဲ့သွားပြောလို့မရဘူးအဲ့တော့ကိုဘက်ကညှိနှိုင်းတာလားဒီတစ်ခုပဲရှိတယ်အဲ့ဒီတွေပြောချင်တာက
ဒီချိန်မှာအားလုံးစီးလုံးညီညွတ်စွာနဲ့ကျွန်တော်တို့အဲ့လိုလုံးမှလည်းအမေတော်ဆန်းစုကြည်ကပြန်လွတ်မှာကျွန်တော်နိုင်မှသူလွတ်တော့မှာအဲ့တော့အဲ့လိုအနေထားများဖြစ်တာဖြစ်တဲ့ကမ္ဘာအပြောင်းလဲကြီးဟာအကြီးအကျယ်ပြောင်းလဲနေပြီအဲ့တော့ခေါင်းဆောင်များတေချာစဉ်းစားပါကျွန်တော်တို့ရဲ့ PDF များ ADF များတိုင်းသားခေါင်းဆောင်များ MOD အပါအဝင်တေချာစဉ်းစားပါအဲ့တော့ကျွန်တော်တို့နိုင်မှဒေါ်စန်းစုကြည်ပြန်လွတ်မှာဒါအရှိတရားပဲအဲ့တော့အခုဖြစ်တဲ့ကိစ္စကဘယ်အချိန်ထိသမ္မတဒေါ်နယ်ထရန့်ကိုအမေရိကန်အစိုးရကိုဘယ်သူကတားနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်တယ်အခုအနေထားကတော့အများကြီးဒီလမ်းကြောင်းကိုဥတည်နေတယ်အဲ့တော့ဒီလိုအနေထားများအရာဒီချိန်မှာကျွန်တော်ပြောနေတဲ့၃ခုပဲထပ်ပြောပါမယ်ပတ်စံစီလုံးညီညွတ်မှုအင်အားဒီ၃ခုကိုကျွန်တော်တို့ဟန်ချက်ညီညီအမြန်လုပ်ဖို့လိုအပ်တယ်အဲ့လိုမျိုးဟန်ချက်ညီညီအမြန်လုပ်ဖို့လိုတယ်ဤလေးဆွဲနေမယ်ငါတို့ကကရင်ပြည်နယ်ကြီးပေါ်ပေါက်ဖို့အတွက်အချိန်ယူနေပါတယ်ထပြောနေတယ်အချိန်မဟုတ်တော့ဘူးတိုက်ရမယ်အချိန်ကြာပြီရှမ်းတွေလည်းတိုက်ဖို့အချိန်ကြာပြီရှမ်းတောင်တွေရှမ်းမြောက်တွေငါတို့ကတော့ငါတို့နေမြေအနာမခံနိုင်ဘူးမင်းတို့တိုက်ကြအောင်ငါတို့ထိုင်ကြည့်အောင်မယ်ဆိုတဲ့အသံလည်းမရတော့ဘူးပြောချင်တာကဟုတ်လားမင်းတို့တွေအရင်တိုက်ပါအောင်ငါအဲ့ဒါလည်းမရအောင်ရှမ်းလည်းတိုက်ရတော့မှာမွန်လည်းတိုက်ရတော့မှာပြည်မကလူတွေလည်းတိုက်ရတော့မှာပြောချင်တာကတိုက်ရမယ်ဆိုတဲ့နေရာမှာအမြန်ဆုံးနေမြေယူထားဖို့လိုတယ်တောင်ကြီးကိုသိမ်းထားဖို့လိုတယ်လွိုင်းကော်ကိုသိမ်းထားဖို့လိုတယ်မြစ်ကြီးနားကိုသိမ်းထားဖို့လိုတယ်မော်လမြိုင်ကိုသိမ်းထားဖို့လိုတယ်ဖအံကိုသိမ်းထားဖို့လိုတယ်ပသိမ်ကိုသိမ်းထားဖို့လိုတယ်စကိုင်းကိုသိမ်းထားဖို့လိုတယ်ပြေကိုသိမ်းထားဖို့လိုတယ်ဒီလိုအချက်ကြာကြတဲ့မြို့ကြီးတွေတောင်ငူကိုသိမ်းထားဖို့လိုတယ်ပြောချင်တာကမြို့ကြီးတွေကိုကိုကကိန်းထိုင်ထားပြီးမှနောက်ဆုံးအဲ့ဒီလိုအပြောင်းလဲဖြစ်လာရင်ကစားလို့ရမှာအဲ့တော့အဲ့လိုမှမဟုတ်ရင်တော့ကဘာကြီးနဲ့ဖြစ်လာတဲ့အနေအထားများအရာကျွန်တော်တို့ကသွားမှာပဲဒါပေမဲ့ကိုဗစ်ဖြစ်တယ်လို့မျိုးဖြာခဲ့ရင်အကုန်လုံးရပ်တန့်သွားနိုင်တယ်အဲ့တော့ဘယ်လောက်ထိဖြစ်မလဲဒီဒါမဖြစ်အောင်ဘယ်သူကတားမလဲဘယ်သူမှမသိပါဘူးဒါပေမဲ့အမေရိကန်အခုကြီးမပါဘဲနဲ့သွားမရဘူးအမေရိကန်မပါရင်လည်းငါတို့ကိုယ့်အကူရက်တီလို့ရအောင်သွားရမယ်ဆိုတဲ့ဥရောပရဲ့ခေါင်းဆောင်များရဲ့ဆွေးနွေးပွဲသည်အခုထိမပြီးသေးပါဘူးကျွန်တော်တို့အချိန်4နိုင်လောက်ကြာနေပြီအထက်မှာအကြီးကျယ်ညှင်းခုန်နေကြပြီသိကြတယ်29နိုင်ငံသဘောတူဖို့ကလွယ်တဲ့လုံးမဟုတ်ဘူးတယောက်ကန့်ကွက်တာနဲ့ဘာမှဆက်လုပ်လို့မရဘူးသူတို့မှာအဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးများကြီးတင်ပါတယ်ဒါကဒီနေ့လက်ရှိနောက်ဆုံးဖြစ်နေတဲ့အနေအထားများပါဒီမိုကရက်တွေကတော့ရတဲ့အခွင့်အရေးကိုမယူနိုင်ဘူးဆိုပြီးတော့ဒီမိုကရက်ကိုထောက်ခံနေကြတဲ့မီဒီယာတွေကဒီမိုကရက်တွေကိုအကြီးကျယ်ပြောနေပါတယ်ဒီမိုကရက်နိုင်ငံရေးသမားတွေကရတဲ့အခွင့်အရေးကိုမဆုပ်ကိုင်နိုင်ဘူးအခုဒီအီးမေးလ်နေတယ်အီယောလိုက်နေတယ်ပုံစံနဲ့ဟိုဒီလမ်းဘေးမှာကစားနေတဲ့ဟိုဈေးတယ်တွေလိုမျိုးပြန်ပြီးတော့ပြန်ပြောနေကြတယ်အခုအမားတွေအားလုံးကိုထောက်ပြပြီးတော့ပြည်သူကိုချပြပြီးတော့ဒါအခွင့်အရေးကိုအသုံးမချနိုင်ဘူးဆိုပြီးတော့မဆာကူမိုဆိုတဲ့တစ်ချိန်က CN ကသတင်းတော်ဟောင်းအခုကိုပိုင်ဘလောက်တင်ထားတဲ့ကိုတိုင်ဒီသတင်းတွေပြောနေတဲ့ journalist တယောက်ကတော့ဒီလိုပဲထောက်ပြပါတယ်အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်ဒါကကျွန်တော်လဲ EU leader တွေကိုစောင့်နေတာပါဒီသတင်းစာရှင်းလင်းပွဲကိုမနေ့ပြင်မှပြောတော့မယ်ဘာလို့အခုထိသူတို့မပြီးသေးဘူးကျွန်တော်လဲဒါပြီးမလားဆိုထိုင်စောင့်နေတာအခုထိမပြီးသေးဘူးသတင်းပြောချင်တာကယူကရိန်းပြည်သူတွေကတော့အမေရိကန်ကိုစိတ်တော့မဆိုးဘူးပေါ့ဒါပေမဲ့အမေရိကန်ကိုစိတ်မကောင်းဘူးပေါ့ဗျာဒီလိုပဲပြောသူတို့မှစိတ်ဆိုးနိုင်တဲ့အင်အားလည်းမရှိပါဘူးအဲ့တော့ယူကရိန်းပြည်သူတွေကတော့အမေရိကန်ကိုစိတ်မကောင်းဘူးပေါ့
အဲ့တော့ရုရှားကတော့ပြောတယ် EU ကတော့အခုဒီထိတ်တိုက်တွေ့နေတော့မယ်တဲ့အမေရိကန်ကတော့ပြောင်းသွားပြီတဲ့ပူတင်ကစင်မောတက်ပြောနေပြီနော်ရုရှားကပြောတယ် EU remains control confrontation but US rhetoric has changed အမေရိကန်ပြောင်းသွားပြီအဲ့တော့ပြောင်းသွားတဲ့လူအမေရိကန်မှာသမ္မတဖြစ်တာကိုဘသူကိုဘသူပိုင်လဲတော့မသိဘူးပူတင်နဲ့ဒေါ်နယ်ထရန့်ကဒါပေမဲ့ရုရှားကတော့ဒီတိုင်းထုတ်ပြောနေပြီသူစိတ်အေးသွားပြီပေါ့အမေရိကန်ပြောင်းသွားပြီအဲ့တော့ EU မှာအခုဒီမပြီးသေးပါဘူးအထက်မှာအကျိတ်နဲ့ဆွေးနွေးနေကြတဲ့ပုံစံရှိတယ်28နိုင်ငံဆိုတော့အားလုံးသိတဲ့အတိုင်းပဲဟိုတင်းရလိုပဲငင်းကြခုန်ကြအော်ကြဟစ်ကြမှာသိကြတယ်ဒါပေမဲ့ဒါကြောင့်မီဒီယာကိုဘရောမပြဘူးတကားပိတ်ဆွေးနေတာပေါ့ဟုတ်တယ်ကိုရီးယားမှာလည်းလေ့ကျင့်ရေးပုံမှန်ကျတော့အရက်ဘက်တွေထိတယ်အဲ့ဒါအမှန်ပါပဲအဲ့တော့ကျွန်တော်တို့ပြောနေတဲ့ညနေ9 နာရီရှိပါပြီကျွန်တော်တို့ပြောနေတဲ့ကျွန်တော်တို့ရဲ့လွတ်လပ်မှုတွေဒီမိုကရေစီတွေဟာချင်းချောက်ခံရပါပြီမင်းညလည်းအိုဒစာကိုပုံကျဲတယ်ညတိုင်းဒုံးကြီးနဲ့ပြက်နေတာပါယူကရိန်းကိုစိတ်ကြိုက်ချိမုံနေပါပြီယူကရိန်းမှာပြန်လဲခုခံနိုင်တဲ့အမေရိကန်ရဲ့အာမပြောချင်တာအမေရိကန်မပိုင်ယူကရိန်းကဘာမှမရှိတော့ဘူးဒါကိုအမေရိကန်အပိုင်သိတာထရန့်ကအပိုင်သိတာအပိုင်သိပြီးတော့အတင်းလက်နက်ချခိုင်းတာပြောချင်တာအရှုံးပေးခိုင်းတာပါအဲ့တော့ကျွန်တော်တို့နိုင်ငံငယ်တွေကတော့ဒီလိုပဲကဘာကြီးမှာကဘာစစ်တွေတဲမှာလည်းဒီလိုပဲခံရတာပဲကိုနေတက်မှရမှာပေါ့နော်ဒါပေမဲ့ဒီအပြောင်းလဲကြီးကိုတားနိုင်တဲ့လူကအမေရိကန်ပြည်သူရှိတယ်ကဘာဟိုနေပေါ့နော်ကဘာဆော့ရှယ်ယာရှင်တွေရှိတယ်အဲ့တော့အမေရိကန်ပြည်သူတွေနဲ့ကဘာဆော့ရှယ်ယာရှင်တွေကပဲထိန်းချောင်းပေးနိုင်ပါကဘာကြီးကိုဒါပေမဲ့အခုထိကတော့အမေရိကန်ပြည်သူတွေကတော့ထရန့်ပဲဖြစ်နေသေးပဲသူတို့ကတော့ထရန့်ကိုအချိန်ပေးဖို့လိုတာပေါ့ဗျာသိတယ်မလားဒါတွေပြောနေသေးပဲပေါ့ဥပမာအချိန်စောပါသေးတယ်ပေါ့ထရန့်ကိုလောက်တာကိုစောက်ကြည့်ကြပါဦးပေါ့သူတို့ပြောတယ်စောက်ကြည့်တဲ့အချိန်မှာတကွာလုံးကုန်ပြီအဲ့တော့အားလုံးမင်္ဂလာပါကျေးဇူးအများကြီးတင်ပါတယ်နေ့ပြင်ကြရတာ EU သတင်းစာရှင်းလင်းပွဲတွေ update လေးတွေတင်ပေးပါမှာအားလုံးမင်္ဂလာပါမနေ့ပြန်ကတော့ရန်ကုန်ခါတိုင်းလိုပဲပေါ့ရန်ကုန်ချိန်3 နာရီ4 နာရီပေါ့ကျွန်တော်အိယာနိုးတဲ့အချိန်ပေါ့ဗျာနော်